ငါတို့လည်းဒီပစ္စည်းမျိုးတွေပဲလုံရောက်ရမယ်လက်ရှိရောက်နေတဲ့ပစ္စည်းတွေနဲ့တင်မလုံလောက်တော့ဘူးအခုဆိုရင်ထပ်ပြီးပုံစံအသစ်တွေလောက်ခိုင်းနေပြန်ပြီးစန်စီချိုးစန်ထိုးအယောင်ဆက်ထားတဲ့အိတ်ကလေးတွေလည်းလားငါတခါမှမကြားဘူးဘူးစုဟဲကဒါတွေကိုဘယ်လိုလုပ်တက်နေတာလဲငါမျက်စိအောက်ကနေသူဘလောက်တောင်တကြွအောင်တင်ယူထားလိုက်တာလဲဒါကဘာတွေလဲမင်းလည်းတခုခုပြောပါဦးမင်းကမျိုးတော်ကနေလာတာဆိုတော့ဒီပစ္စည်းတွေကိုသိမှာပေါ့ကျမကြားတော့ကြားဘူးပါတယ်ဒါပေမဲ့ဒီလိုအသေးဖွဲပစ္စည်းမျိုးတွေကိုတော့တခါမှမလုပ်ဘူးမျိုးတော်ကသူသေးသမီးတွေဆိုတာဒီလိုဟာမျိုးတွေကိုမျက်စိကြမှာမဟုတ်တာစုဟဲကရှောင်းမိသားစုကထွက်လာတဲ့အချိန်မှာလမ်းဘေးကနေပဲတင်ယူခဲ့တာဖြစ်ရမယ်တခါမှမလုပ်ဘူးဆိုရင်လည်းအခုတင်ကြည့်လို့မရဘူးလားငါတို့လည်းသူတို့နဲ့တူလုပ်ကြည့်မယ်လေတကယ်လို့အောင်မြင်ရင်ငါတို့လည်းပိုက်ဆံအများကြီးရနိုင်တာပေါ့အတွေးထဲတွင်တကယ်လို့ငါမလုပ်တတ်ဘူးလို့ပြောလိုက်ရင်သူတို့ကငါ့ကိုဘာတခုမှစုဟဲလောက်မတော်ဘူးလို့ထင်ကြတော့မှာပဲကောင်းပြီလေကျမစူးစမ်းကြည့်ပါမယ်ဒါပေါ့အဲ့ဒါမှငါသမီးလေးမလာအရင်ဆုံးသူတို့ဆိုင်မှာဘလို့ပုံစံတွေရောင်းနေလဲဆိုတာတွားကြည့်ရအောင်ပြီးရင်အိမ်မှာအဲ့ဒီတိုင်းပြန်တူပြီးလုပ်ကြမယ်မှန်တယ်ငါရဲ့ပေါ်ကျူကမှတကယ်ကိုညံကောင်းတာလားတွားကြည့်ရအောင်ခဏနေရင်သူတို့ရဲ့ပစ္စည်းတွေကိုတေချာဂယူဆိုင်ပြီးကြည့်ထားတော့တိလားစုဟဲလုပ်တတ်တာကိုငါမလုပ်တတ်စရာအကြောင်းမရှိဘူးအိုးဒါကွေးရှမ်းမဟုတ်လားနင်တို့ကဘာလို့ဒီမှာလာရောက်နေတာလဲဟင်လူချွေဟွာကဘယ်တော့ကလေးကငါ့ကိုအဲ့လောက်တောင်ချင်းနာနှုတ်ဆက်တက်သွားတာလဲတခုခုတော့ကွက်စင်နေတာဖြစ်ရမယ်ကွေးရှမ်းရင်နင်တို့မိသားစုရဲ့စီးပွားရေးကအခုတလောအရန်ကောင်းနေတာပဲနော်နွားတွေလည်းဝယ်တယ်လဲတွေလည်းဝယ်တယ်ပြီးတော့လေယာမြေတွေလည်းအများကြီးဝယ်ထားနိုင်တယ်ဆိုအခုဆိုရင်လည်းဆိုင်လေးပါလာဖွင့်နေတာပဲဒီရောက်တဲ့ပုံစံကိုကြည့်ရတာအရန်ကိုအဆင်ပြေနေတာပဲဟိုတလောကဝေးကနေလမ်းကြည့်တော့နင်တို့ဆိုင်ရှိမှာလူတွေကလည်းတိုးလို့မပေါက်အောင်ကိုဝိုင်းနေတာအင်းဟုတ်ကဲ့ပါအမရဲ့အမဒီရောင်လေးကိုကြည့်ကြည့်ပါဦးအမရဲ့အသားရည်နဲ့အရန်လိုက်ထပ်ပါတယ်ဒီစန်ထိုးလေးနဲ့တွဲလိုက်ရင်အမတယောက်လုံးပို့ပြီးကြည့်ကောင်းပြီးလမ်းဆန်းသွားမှာပါအိုးတကယ်ပဲရန်လာတာပဲနစ်ဆိုင်ကပစ္စည်းလေးတွေကဒီစန်ထိုးလေးနဲ့တွဲလိုက်ရင်အမတယောက်လုံးပို့ပြီးကြည့်ကောင်းပြီးလမ်းဆန်းသွားမှာပါအိုးတကယ်ပဲရန်လာတာပဲနစ်ဆိုင်ကပစ္စည်းလေးတွေကစိတ်ကူးကလည်းတကယ်ကိုထူးခြားတာပဲဒါလေးတွေကိုထုတ်ပေးလိုက်ပါဦးအမတော်ဒါဒီလိုမျိုးတွေလုပ်တတ်ရင်ကျမလည်းနေတိုင်းပုံစံမျိုးပြောင်းစင်နိုင်မှာပေါ့အဲ့ဒီကြရင်ရွာတွေကမင်းကလေးတွေအားလုံးကျမကိုအားကြကြမှာတေချာတယ်ဒါပေမဲ့ဒီလိုပစ္စည်းလေးတွေကမျိုးတော်မှာဘယ်တော့ကခက်စားဘူးလို့လဲကျမကအိမ်ကတခင်မလေးနဲ့အတူမျိုးတော်ကိုခဏလိုက်သွားဘူးပေမဲ့ဒီလိုမျိုးတွေကိုတခါမှမမြင်ဘူးဒါတွေကသူစုဟဲကိုယ်တိုင်စိတ်ကူးရင်ပြီးလှုပ်ထားတာဖြစ်ဖို့များတယ်သူကမျိုးတော်ကဖြစ်ပေါ့ဒီဇိုင်းဆိုတဲ့ခေါင်းစဉ်တက်ပြီးရောင်းစားနေတာလေးနဲ့ဇက်ကလူတွေကမျိုးတော်ကိုမရောက်ဘူးကြတော့လွယ်နဲ့ယုံသွားကြတာပေါ့သူကဒီလိုမျိုးစီးပွားရေးလုပ်တတ်တဲ့ဦးနောက်ရှိနေလိမ့်မယ်လို့မထင်ထားမိဘူးသူလုံနိုင်ရင်ကျမလည်းလုံနိုင်တာပဲဒီပုံစံတွေကိုကြည့်ပြီးအတူခိုးလို့ရင်ကျမလည်းရောင်းပြီးပိုက်ဆံရှာနိုင်မှာပဲသူဘလောက်ရပေါ့ဒီလိုလက်မှုပညာကလုတ်တက်ယုံနဲ့မပြီးဘူးအယောင်နဲ့ပုံစံကိုဘယ်လိုတွဲဆက်ရမလဲဆိုတာကိုပါနားလည်ဖို့လိုတယ်လူတစ်ယောက်ချင်းစီရဲ့အမြင်ချင်းကမတူကြဘူးလုတ်လိုက်တဲ့အယောင်နဲ့ပုံစံကလည်းအဲ့ဒီအပေါ်မူတည်ပြီးကဲပြားသွားမှာပဲရှိပြီးသားပုံစံကိုပဲအတူခိုးပြီးတင်ယူနေုံနဲ့မလုံလောက်ဘူးဒီပစ္စည်းလေးတွေကမင်းတို့လိုလူတွေအိမ်မှာထိုင်လုံနေကြတဲ့အရာတွေလေမင်းကတကယ်ကိုမျက်နှာပြောင်းလုံးနဲ့မဟုတ်လားဒါမှမဟုတ်ဒီလိုလုပ်ရတဲ့နေလန်းတွေကိုပါမင်းကိုတိုက်ရိုက်လာပြောပေးရမလားတကယ်ကိုအသက်ကြီးလာလေးပို့ပြီးအရှက်မရှိလေပဲငါပြောမယ်အဲ့ဒါမျိုးတွေကိုမင်းကိုပြောပြလိုက်ရင်ငါတို့အိမ်ကလုပ်ငန်းတွေဘယ်လိုလုပ်ဆက်လုပ်လို့ရတော့မလဲမင်းဦးနောက်ထဲမှာရေတွေဝင်နေရလားပေးလိုက်ရမှာပေါ့တခြားသူတွေရဲ့ဆိုင်ကိုတောင်းလာပြီးစီးပွားရေးလုပ်ကွက်တွေကိုလိုက်ချောင်းနေသေးတယ်ဟွန်းပါများအရေးပါလို့လဲမျိုးတော်ကလာတာပဲဖြစ်မင်းတို့အိမ်ကချွေးမမဟုတ်တာဟွန်းသွားကြစို့အမတော်သူပြောတဲ့စကားကဘာကိုဆိုလိုတာလဲသူတို့အိမ်ကချွေးမတစ်ကလည်းဒီလိုမျိုးတွေလုပ်တတ်လို့လားစိတ်မပူပါနဲ့ဒီအစင်တန်စာပစ္စည်းလေးတွေကအကုန်လုံးကိုအမကိုယ်တိုင်စိတ်ကူးရင်ပြီးဖန်တီးထားတာမျိုးတော်ကပုံစံနေနဲ့လည်းမတူဘူးဆူလန်တို့ကလုံးတက်မှာမဟုတ်ပါဘူးလူချွဲဟွာတို့အဖွဲ့ကဒီကြံကိုကြံစီနေကြတာဖြစ်မယ်လို့အမထင်နဲ့ခုနကသူတို့တွေအရန်ကိုအာယုံစိုက်ပြီးနားထောင်နေကြတာလေမေစိတ်မပူပါနဲ့ဒီလိုခြေနေမျိုးကိုသမီးတို့အရင်တစ်ခါကခွဲချမ်းစိတ်ဖြာပြီးသားမဟုတ်လားနောက်တစ်ခေါက်ဈေးနေကြရင်သူတို့မရှိရင်တောင်တခြားတူးလိုက်ခိုးမဲ့သူတွေကရှိနေဦးမှာပဲဒါကရှောင်လွဲလို့မရတဲ့အရာပါဒီတစ်ခေါက်ဈေးရောက်တဲ့အချိန်မှာဘယ်သူမှလိုက်ပြီးအတူခိုးမရောက်နိုင်တာကတင်ကိုကန်ကောင်းလာပါပြီဒါလည်းကျမတို့လူအင်အားများတာရဲ့ကြိုတင်ပြင်ဆင်မှုပြည့်စုံတာရဲ့အကြောင်းမှာနောက်တစ်ခေါက်ကြာရင်တော့အတူလိုက်ခိုးမဲ့သူတွေရှိလာမှတေချာတယ်ဒါပေမဲ့ကျမတို့ကအမြဲတမ်းပုံစံအသစ်တွေထုတ်နေတဲ့၍သူတို့ကကျမတို့နောက်ကိုပဲအမြဲလိုက်နေရမှာကျမတို့ကတော့အမြဲအများဆုံးရတဲ့အပိုင်းကိုအမြဲတမ်းရနေမှာပဲအမတော်ပြောတာမှန်တယ်ဒါအပြင်ဒီလိုအစင်တန်စာပစ္စည်းလေးတွေလုပ်ဖို့ကလည်းကုန်ကျစရိတ်တွေရှိသေးတယ်အလုပ်သမားခတွေပေးရမယ်ငွေကြေးတွေလည်းထုတ်သုံးရမှာရှမ်းမိသားစုကအဲ့ဒီလောက်အထိရင်းနှီးရပါမလားကျမတို့အိမ်မှာကအမတော်ရဲ့အတွေ့အကြုံတွေရှိနေပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပေးလို့ဒါဆိုင်ကိုချက်ချင်းဖွင့်နိုင်တာလေအမတော်ဒါမရှိရင်ကျမတို့အိမ်ကဒါကိုလုံနိုင်မှာမဟုတ်ဘူးအလုပ်သမားလေးယောက်တောင်ငါ့ဖို့ဆိုတာဝေးရောပဲတကယ်ကိုဟုတ်တယ်သူတို့တကယ်ရောလုံနိုင်ပါမလားဆိုတာကျမတို့မယုံဘူးတကယ်လို့တက်သွားရင်တောင်ကျမတို့ကပုံစံအသစ်တွေထပ်ထုတ်လိုက်ရုံပေါ့ဟုတ်တယ်အဲ့ဒီသဘောတရားအတိုင်းပဲမေစိတ်ချလက်ချတာနေပါကျမတို့ဆက်ပြီးစီးပွားရေးလုပ်ကြမယ်သူတို့ဘာလို့ဂယူမဆိုင်နဲ့လာကြပါခင်ဗျာကြည့်ကြပါဦးရွေးချယ်ကြပါဦးခင်ဗျာကျမတို့ဆိုင်သိမ်းတော့မယ်နော်အခုချက်ချင်းသိမ်းတော့မလို့လားဒါပေမဲ့ကျမတို့မှမယောင်းရသေးတဲ့အစင်တန်စာတွေအများကြီးကျန်နေသေးတယ်လေဟုတ်တယ်အမတော်နောက်ထပ်နည်းနည်းလောက်ထပ်ဆောင်ကြည့်ရင်မကောင်းဘူးလားမလိုပါဘူးသိမ်းလိုက်ကြပါအိမ်ပြန်ရောက်ရင်ကျမမှတခြားစီစဉ်စရာတွေရှိသေးတယ်အိုးဧည့်သည်တွေရောက်လာပြီပဲဒီနေ့လဲပုံမှန်အတိုင်းပဲလားဟုတ်တယ်ဟင်းကားခောက်ဆွဲလေးပွဲနဲ့မုတ်ဖုတ်လေးခုပေးပါပြီးရင်ကျမတို့ကိုမုတ်ဖုတ်6ခုထပ်ထုတ်ပေးဦးနော်ဟုတ်ကဲ့ရပါပြီခင်ဗျာရှောင်းမိသားစုပြန်လာကြပြီသူတို့လဲပေါ်မှာပစ္စည်းတွေတင်လာတာမြင်လားရောင်းမကုန်ပဲကြံခဲ့တာဖြစ်မယ်ဟုတ်တယ်အရှုံးပေါ်သွားတာဖြစ်ရမယ်အမကြီးဒီနေ့ကျွန်တော်တို့စုစုပေါင်းဘလောက်ဝင်ငွေရလဲတွက်ကြည့်ပါဦးကျွန်တော်ထင်တာဒီတခါတော့တော်တော်လေးအမျက်ရထားတဲ့ကြေးပြားတွေဒီလောက်များတာကျွန်တော်အသက်ရှင်လာတာပထမဆုံးမြင်ဘူးတာပဲကဲမင်းတို့နှစ်ယောက်မနှောက်ယှက်ကြနဲ့မင်းတို့အမကိုကောင်းကောင်းတွက်ပါစေဒီနေ့စုစုပေါင်းဝင်ငွေကငွေသား3လျန်းနဲ့962ပြားရတယ်နှုတ်ပါအများကြီးပဲအရင်ဈေးနေတုန်းကဆို1လျန်းလောက်ပဲရခဲ့တာအခုတော့4လျန်းနီးပါးတောင်ရတော့မယ်နော်တေချာလားတွက်တာမမှားဘူးလားဟုတ်တယ်ဒီလောက်ပဲဒါပေမဲ့ဒါကဒီနေ့ဝင်လာတဲ့ငွေပဲရှိသေးတယ်အရင်ဆုံးကုန်ကျစရိတ်တွေကိုနှုတ်ရအောင်မယ်အထည်ဝယ်တဲ့ကုန်ကျစရိတ်က30ပြားနောက်ပြီး9ရက်စာလူ4ယောက်ရဲ့လောက်အခက်က1200ပြားအဲ့ဒါတွေနှုတ်လိုက်ရင်ငွေသား2လျန်းနဲ့962ပြားကျန်တယ်ဒါပေမဲ့ဒီငွေကတော့အခုတလောကျွန်တော်တို့ရဲ့နောက်ဆုံးမြတ်မဟုတ်သေးဘူးရောင်းဖို့ကြံနေတဲ့ပစ္စည်းတချို့ကိုလည်းတင်ထားသေးတယ်အဲ့ဒါတွေအကုန်ရောင်းပြီးမှသာဒီတစ်ခါတကယ်ရတဲ့အမြတ်ကိုသိရမှာကျမခံမှန်းတာတော့နောက်ဆုံးမှ4လန်းလောက်အထိအမြတ်ရနိုင်တယ်ဟုတ်သားပဲအမရေကြံနေတဲ့ပစ္စည်းတွေကိုဘယ်လိုစီစဉ်မလဲဒါတွေကကျွန်တော်တို့အားစိုက်ပြီးလှုပ်ထားတာတွေကြီးပဲအားလုံးကငွေဖြစ်မဲ့ပစ္စည်းတွေအကုန်မရောင်းနိုင်ဘူး